မတဲသူနေဆိုတဲ့တွမ်နဲ့ဂျယ်ရီကဒီနေ့လေမနက်စောစောစီကိုဝရုံသုံးကားတွေဖြစ်နေကြပါတယ်။တွမ်ကဂျယ်ရီကိုအသေးအတန်လိုက်ဖမ်းနေတာမလို့ဂျယ်ရီကလည်းမိဖို့ချောင်ထဲကိုဝင်ပြေးသွားပါတယ်။တွမ်ကလည်းဘလို့ပဲဖမ်းမမိတဲ့အပြင်မိဖို့ချောင်တစ်ခုလုံးကပါပျက်စီးသွားပါတယ်။ဒီလိုနဲ့လိုက်ဖမ်းနေရင်အပြင်ကိုရောက်လာကြပါတယ်။အတကုံမရမကလိုက်ဖမ်းမိမဲ့လဲတွမ်ကပဲတစ်ပင်နဲ့ဆောက်ပြီးမေ့လဲသွားပါတယ်။ဂျယ်ရီကလည်းမနက်စာစားဖို့ပြင်နေတဲ့ spice ကအယိုးယူလိုက်ပြီးတွဲဖိုက်တွေကိုထည့်ပေးလိုက်ပါတယ်။မနက်စာပျောက်သွားတဲ့ spice ကလည်းငယ်နိုင်ဖြစ်နေတဲ့တွမ်ကိုအဝတ်လျှော့သလိုဖုတ်ပေးလိုက်ပြီးအယိုးကိုပြန်ယူလိုက်ပါတယ်။ဒါတွေကဂျယ်ရီလှုပ်လို့ဖြစ်ရတာဆိုပြီးတွန်တယောက်ဂိုဒေါင်ထဲကနေမြေရိပ်ဆက်ကိုထုတ်လိုက်ပြီးဂျယ်ရီကိုအသေးတန်လိုက်ကြိတ်ပါတယ်။ဒါပေမဲ့ခုတ်ရတခြားရှားရတလွဲဖြစ်ပြီးတစ်ချံလုံးမှာကမောက်ကမဖြစ်ကုန်တဲ့အပြင်သူ့ဘာသာသူအေးဆေးနေနေတဲ့ spike ပါခွေးနေရမရဖြစ်နေပါတယ်။ဒီလိုနဲ့အပြင်ကိုမောင်းထွက်သွားတဲ့အခါမှာတော့ spike ကမနှက်စာကိုအားရပါရကြိတ်ဖို့ခဲနေပါတယ်။ဒါပေမဲ့လည်းတွမ်နဲ့ဂျယ်ရီကျေးဇူးနဲ့အပင်ကျိုးကျလာပြီးမနှက်စာပါငတ်သွားပါတယ်။နာဆာယုံကျုံမှာလည်းဥက္ကဋ္ဌဘရစ်စတဲကမားချိုးစီကိုခြေဆမ်းမှုအတွက်ဟောပြောပွဲလုပ်နေပါတယ်။တက်ရှိတွေကကဘာချိုတစ်ခုထဲမှာပဲရှိနေတာမျိုးမဟုတ်ပဲတခြားချိုးတွေစီမှာပါရှိနိုင်မယ်လို့တတိချယုံကြည်တဲ့အတွက်မားချိုးစီကိုတွားပြီးစူးစမ်းလေ့လာကြဖို့ဖြစ်ပါတယ်။မိတ်ကွန်ဟောပြောနေတဲ့အချိန်တစ်ဖက်မှာလည်းတွမ်နဲ့ဂျယ်ရီကအာကာသလေ့လာရေးစခန်းခြေချထားတဲ့ခြံဝင်းထဲကိုရောက်လာပြီးရှိရမြအပင်တွေကိုမြေရိပ်ဆက်ကြီးနဲ့ဖြစ်စီနေပါတယ်။ဒီလိုနဲ့တန့်ရှင်ရေးသမားတွေကလည်းတွမ်နဲ့ဂျယ်ရီကိုလိုက်ဖမ်းကြပါတယ်။လိုက်ဖမ်းလို့မမိတဲ့ပြင်ဒုံးမြရုပ်ထုကြီးပြီးမရှုမလှတွေဖြစ်သွားကြပါတယ်။ဒီလိုနဲ့အာကာသယာဉ်ကိုမောင်းနေပြီးမားချိုးစီကိုတွားဖို့အတွက်အာကာသယာဉ်မှုနှစ်ယောက်ကိုမိတ်ဆက်ပေးပါတယ်။သူတို့ကတော့ Buzz Blaster နဲ့ Biff Bazzer တို့ပဲဖြစ်ပါတယ်။ထပ်ပြီးမိတ်ကွန်ပြောနေကြတဲ့အချိန်တွမ်နဲ့ဂျယ်ရီကလည်းအထဲကိုရောက်လာပါတယ်။ကြိုးတန်းတွေပေါ်မှာလိုက်ဖမ်းနေရင်နှစ်ကောင်လုံးကပြုတ်ကျလာပြီးဆေးတုံးနေတဲ့လူကိုတိုက်မိပြီးဆေးရောက်နေရနှစ်ကောင်လုံးကိုဆူရှဲသွားပါတယ်။ဒီလိုနဲ့လိုက်ကအနောက်ကနေထွက်လာတဲ့အချိန်မှာတော့ဂျိုဓားတွေလိုထင်သွားကြပြီးလူတွေကလည်းကြောက်လန့်ပြီးပြေးကုန်ကြပါတယ်။ဒါပေမဲ့ဆေးတွေပြေသွားတဲ့နောက်မှာတော့ကြောင်နဲ့ကြွက်ပဲဆိုတာသိလိုက်ရပြီးစိတ်တူနဲ့ပဲနှပန်းဝင်လုံးကြပါတယ်။တုံဝင်မိသွားတဲ့နောက်မှာတော့ဖင်ကနေစောက်ကန်လိုက်ပြီးမောင်းထုတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဒေါက်တာဂလက်မန်ဆိုတဲ့သိပ္ပံပညာရှင်ကအာကာသမှာအသင့်စားနိုင်မှုအတွက်အသင့်စားအစားအစာတစ်မျိုးကိုမိတ်ဆက်ပေးပါတယ်။အသင့်ဖြစ်လာတဲ့ဆေးမုတ်ပေါ်ကိုရေးလေးလေးဆက်ချလိုက်ရုံနဲ့ဘာသာဆိုရင်ဘာသာပီဇာဆိုရင်ပီဇာဆိုပြီးဆေးမုတ်ပေါ်ကိုမူတည်ပြီးချက်ချင်ရရှိနိုင်မှာဖြစ်ပါတယ်။ဒါကိုလှမ်းကြည့်နေတဲ့ဂျယ်ရီကလည်းအရန်နဲ့ကိုစိတ်ဝင်စားသွားပြီးလူတွေထွက်သွားတဲ့အချိန်မှာတော့ကြက်ကြော့အမုတ်ပေါ်ကိုရေးလေးဆက်ချလိုက်ပြီးအသင့်စားကြက်ကြော့ကိုဖန်တီးလိုက်ပါတယ်။ထပ်ပြီးစမ်းကြည့်ချင်နေတာမလို့ဘေးနာကဘာသာအထုပ်ပါထပ်ဖန်တီးဖို့လုပ်ပေမဲ့ရေပလင်းကိုတိုက်မိသွားပြီးဘာသာတစ်ထုပ်လုံးကရေတွေဆိုသွားပြီးဘာသာတွေကလည်းနေရာအနှံ့ကိုလွင့်စင်သွားပါတယ်။ရေပုံးပါထိသွားပြီးကွဲကျသွားတာမလို့ရေတွေကလည်းစီးကျလာပြီးဆေးမုတ်တွေထည့်ထားတဲ့ပါကီမုန်းတွေကိုပါထိကုန်တဲ့အတွက်အစားအစာဘုံစုံကအဆောက်အုံထဲကပါထိုးထွက်လာကုန်တဲ့အထိအခြေအနေဆိုးသွားပါတယ်။ဘလူးကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာငင်းကုန်နေကြတဲ့အချိန်ဂျယ်ရီကိုမြင်လိုက်ရတဲ့အတွက်အကုန်လုံးကအသေးအတန်လိုက်ဖမ်းကြပါတယ်။ဒါပေမဲ့ဂျယ်ရီကိုမမိတဲ့အပြင်အကုန်လုံးကပါရှော့စီးပြီးပုံနေကြရပါတယ်။ဒီတော့ဒေါက်တာဂလက်မန်ကကြော့ကိုဖမ်းဖို့အတွက်ကြောင်ခေါ်တာမှဖြစ်ကြောင်းပြောပါတယ်။ဒီလိုနဲ့တွန်းအစာနဲ့များပြီးဖမ်းခေါ်လာခဲ့ပါတယ်။ဘလေစတာကတွန်းဂျယ်ရီကိုဖမ်းဖို့အတွက်အမိတ်ပေးပြီးကြွက်ဖမ်းသမားအနေနဲ့အလုပ်ခံလိုက်ပါတယ်။တွန်းကလည်းယူနီဖောင်းကြကြနာနာနဲ့ဂျယ်ရီကိုဖမ်းဖို့အတွက်ဆရာကြီးထားနဲ့လိုက်ရှာနေပါတယ်။ဒါကိုဂျယ်ရီကလည်းသိသွားပြီးတွန်းကို training ဆင်းတဲ့အခန်းထဲကိုမြှောက်ခေါ်လိုက်ပါတယ်။တွန်းကဂျယ်ရီကိုမြင်ပြီးဆိုတာနဲ့ကမှုရှူထူပြေးလာပြီးအလုံငန်းတစ်ခုထဲမှာဂျယ်ရီပိတ်ဖမ်းတာကိုခံလိုက်ရပါတယ်။ဂျယ်ရီကဆက်ကိုအချိန်ဆုံးထိတင်လိုက်ပြီးပညာပေးလိုက်တဲ့အတွက်တွန်းခင်ဗျာအရေးပါပျော်သွားပါတယ်။အဲ့ဒီနောက်မှာတော့ဂျယ်ရီကဒုံးမြင့်စီပြီးပြေးပါတယ်။တွန်းကလည်းပိုပြီးကြီးတဲ့ဒုံးမြင့်နဲ့လိုက်ပြီးဂျယ်ရီကိုမိသွားပြီးမဲ့ဒုံးမြင့်နှစ်စင်းလုံးကဆက်ချိုးရင်သွားပြီးနှစ်ကောင်လုံးကအာကာသယာဉ်ရှိရာစီကိုပြုတ်ကျလာပါတယ်။ Buzz နဲ့ Biff ကလည်းအာကာသကိုမောင်းနေမှုပြင်ဆင်နေကြပြီးဘလစ်စတာကစားထွက်နိုင်မှုအတွက်တိုင်မာပေးနေပါတယ်။တွန်းကလည်းဂျယ်ရီကိုစားကန်နေစစဲအာကာသယာဉ်ကလည်းထွက်ပြီးမလို့ကမောက်ကမတွေဖြစ်ကုန်ပြီးပြုတ်ကျလာကြပါတယ်။တွန်းကအောက်ကိုမပြုတ်ကျရင်အသေးအတန်ကုတ်တွယ်ထားပြီးဂျယ်ရီကတော့ရေနှန်းကိုအသာရလေးဝင်သွားပါတယ်။ဒီလိုနဲ့ကဘာအပြင်ဘက်ကိုရောက်လာပြီးတွန်းကတော့ကြောင်မီးပုတ်ဖြစ်ခဲ့နေစစဲအခြေအနေကိုရောက်နေပါတယ်။ဒါပေမဲ့အာကာသထဲကိုရောက်ပြီးဖြစ်တာမလို့ဝန်လေးတဲ့အပိုင်းတွေကိုဖျက်ချလိုက်တဲ့အတွက်တွန်းကလည်းအကင်ဖြစ်ခဲ့နေအခြေအနေကနေလွတ်လာပါတယ်။ဒီလိုနဲ့တွန်းကလည်းရေနှန်းကိုရောက်လာပြီးတာယာနေတဲ့ဂျယ်ရီကိုအပြေးဝင်ဖမ်းပါတယ်။ဒါပေမဲ့ဆွဲငင်ရမရှိတဲ့ရက်ဝင်နဲ့ရောက်သွားတာကြောင့်ဖမ်းမရပဲလေလွင့်ပြီးတိုင်ပတ်နေပါတယ်။နှစ်ကောင်သားလေပေါ်မှာချနေကြရင်ပြတင်းမောင်းမှန်ကွဲသွားတာကြောင့်ပြင်ပလေတွေကဝင်လာပါတယ်။အရေးပေါ်အတန်တွေကလည်းထွက်လာတာမလို့ရင်မောင်းနှစ်ယောက်လုံးကအာကာသယာဉ်မှုပြီးမြင်နှမအကုန်ရှောင်းနေပြီးပြတင်းမောင်းကိုပြန်ပိတ်သွားနိုင်လိုက်ပါတယ်။ Buzz နဲ့ Biff ကလည်းလေလွင့်နေတာဖြစ်တဲ့အတွက်ပြိုးဝန့်ချင်နေတာကြောင့်ရင်ထဲမှာပုံမှန်ချင်နေဖြစ်သွားအောင်လုပ်လိုက်ပါတယ်။ဒီတော့တွမ်ကလည်းဂျယ်ရီကိုအသေးအတန်ပြန်လိုက်ဖမ်းပြီးဂျယ်ရီကမဝင်ရဆိုတဲ့သတိပေးချက်ကတ်ထားတဲ့အပေါက်တွေကိုပြေးဝင်သွားပါတယ်။တွမ်ကလည်းလိုက်ဝင်သွားပြီးဝါယာကျိုးတွေကိုဖျက်ဆီးမိသွားတဲ့အတွက်အာကာသယာဉ်တစ်ခုလုံးကကမောက်ကမတွေဖြစ်ကုန်ပါတယ်။အပြင်ကိုထွက်ပြီးပြင်ရမှာဖြစ်တဲ့အတွက် Buzz နဲ့ Biff ကဘယ်လိုထွက်ရမလဲဆိုတာ
စုံစွန်စည်းကစားပြီးဆုံးဖြတ်ကြပါတယ်။ကြောက်တုံကတနက်ကိုနိုင်တယ်ဆိုပြီး Biff ကညစ်ပေမဲ့မင်းနိုင်မင်းထွက်ဆိုပြီး Buzz ကအုတ်ထုတ်ပါဆောင်ပေးလိုက်ပါတယ်။ဒီလိုနဲ့ Biff ကဝတ်စုံပြေးနဲ့အပြင်ကိုထွက်ပြီးတွပြင်ပါတယ်။ Jerry ကလည်းတွန်လိုက်ဖမ်းနေလို့ပြေးနေရပြီးအပေါက်တစ်ခုတည်းဝင်သွားပါတယ်။တွန်ကလည်းစမ်းပြီးဆိုင်ရာလိုက်ဖမ်းနေတဲ့အချိန် Jerry ကခလုတ်တစ်ခုကိုအမှတ်မထင်ထိမိသွားပါတယ်။တကယ်တမ်းက Light Speed ကိုအတိပိတ်လုံးပြီးသွားတာဖြစ်တဲ့အတွက်ရင်ကလည်းအလင်းရဲ့အလင်းနဲ့အတူတရှိန်ထိုးမောင်းထွက်သွားပါတယ်။ Biff ကလည်းအထဲကိုမဝင်နိုင်လိုက်ပဲအပြင်ဘက်ကနေတန်လန်းကြီးလိုက်ပါလာပါတယ်။ဒါပေမဲ့အချိန်မီရပ်တန့်နိုင်သွားတာကြောင့် Biff ကလည်းအထဲကိုပြင်ဝင်နိုင်လိုက်ပါတယ်။ဒီလိုနဲ့နှစ်ယောက်သာအပီပြင်တွေ့နေကြတဲ့ချိန်နောက်ဆုံးတော့မားချိုကိုရောက်လာပြီဖြစ်ကြောင်း Barista အကြောင်းကြားပါတယ်။ Buzz နဲ့ Biff ကလည်းရန်ဖြစ်နေတာကိုရပ်လိုက်ကြပြီးရင်အသေးစားလေးနဲ့ခွဲထွက်ပြီးဂျိုဘောကိုဆင်းသက်လာကြပါတယ်။ Tom နဲ့ Jerry ကလည်းပြေးရင်လွှားရင်ဂျိုဘောကိုခြေချမိသွားပါတယ်။နှစ်ကောင်လုံးကဘလို့ပါလို့ပါလာမှမသိတဲ့အတွက် Buzz နဲ့ Biff ကတော့အံ့ဩနေအောင်သာတတ်နိုင်ပါတယ်။ဒီလိုနဲ့ဂျိုဘောမှာဘာတွေရှိနိုင်မလဲလိုက်စူးစမ်းနေတက်ရှိဆိုလို့ကြောင်နဲ့ကြွရဲ့သူတို့ရဲ့တာရှိတယ်လို့ကောက်ချက်ချလိုက်ပြီးကဘာမြေပေါ်ပြန်ဆင်းသက်ဖို့အတွက်ထွက်ခွာသွားလိုက်ပါတယ်။ Tom နဲ့ Jerry ကတော့မားချိုပေါ်မှာခြံနေခဲ့ပြီးနှစ်ကောင်လုံးကချမ်းတုံနေကြရင်တောင့်တင်နေကြပါတယ်။ခြံခဲ့တဲ့ပစ္စည်းတွေကို Jerry တယောက်လိုက်ယူနေပေမဲ့Tom ကပဲကတုံးပေါ်ထိတ်ကွက်ပြီးရှိသမျှပစ္စည်းတွေကိုအပိုင်စီးနေပါတယ်။ State ပုံပြလာတဲ့အထုပ်ကိုဖောက်စားလိုက်ပေမဲ့အမုတ်တက်တာဖြစ်နေပြီးရေမရှိတဲ့အတွက်Tom ကတော့ကြောင်ပြောင်နေပါတယ်။အဲ့ဒီအချိန် Jerry ကတော့ရေတွေပြည့်လာတဲ့ဘော်ယာထဲမှာအตาရာလေးချေးနေပါတယ်။ဒီတော့Tom ကလည်း Jerry အနားကိုမတိမတာချင်းကပ်သွားပြီးဘော်ယာကိုဖောက်လိုက်ပါတယ်။ဒီလိုနဲ့နှစ်ကောင်သားကလိုက်ရင်ပြေးနေပဲဘယ်ကနေဘလို့ရောက်လာမှမသိတဲ့ကားပေါ်ကိုတက်ပြီး Jerry ကိုလိုက်ဖမ်းပါတယ်။တနေရာအရောက်မှာတော့ထောင်နေတဲ့ကြောက်ပြားတစ်ပြားနဲ့တိုက်မိပြီးကားကလည်းပျက်စီးသွားပါတယ်။မူမမှန်တဲ့အတန်တွေကိုကြားနေရတဲ့အပြင်တကွင်းလုံးမှာမမက်ကြီးဖြစ်နေတဲ့ကြောက်ပြားကိုကြည့်ပြီးTom ကတော့ကြောက်သူတုံနေပါတယ်။ Jerry ကတော့ဒီအချိန်တွေကိုအခွင့်ကောင်းယူပြီးကြောက်ပြားကိုတုံပြီးTomကိုလှည့်ချလိုက်ပါတယ်။ Jerry ကတော့အရန်လေးကိုကျဉ်းနှံ့အားရနေတဲ့အချိန်ဂျိုရာမလေးတယောက်ကအနားကိုရောက်လာပြီးတနက်နဲ့ချိန်လိုက်ပါတယ်။ဒါပေမဲ့အတေချာစစ်ကြည့်လိုက်တဲ့အခါမှာတော့ဘာအန်ရမှမပေးနိုင်ကြောင်းသိလိုက်ရပြီးအသာတကြီးပဲဆက်ဆံပါတယ်။ကျန်တဲ့ဂျိုရာတွေကလည်းရောက်လာပြီး Jerry ကိုထပ်ပြီးစစ်ဆေးကြပါတယ်။ Jerry ကတော့လုံးတများခံနေပြီးဘာအောင်မှမချေနဲ့ကြောင်မပြတဲ့အတွက်ဂျိုရာတွေကလည်းအသာတကြီးဆက်ဆံပါတယ်။ဒါအပြင်မှာဂျိုရာတွေရဲ့နတ်ဖျားတစ်ပါးလို့ယူဆရတဲ့ The Great Guru ရဲ့ပုံပန်းအသွင်ပြင်းနဲ့စင်တူမှုရှိတာမလို့ Great Guru လို့သတ်မှတ်ပြီးဂါရဝပြုကြပါတယ်။ဒီလိုနဲ့သူတို့ဘရင်ရှိရာနန်းတော်စီကိုခေါ်သွားမယ်လုပ်နေတဲ့အချိန်ဂျိုရာငှက်တစ်ကောင်ရောက်လာပြီး Jerry နဲ့ဂျိုရာမလေးကိုဖမ်းချိသွားပါတယ်။ဂျိုရာတွေကလည်းငှက်ကိုလေးစားတနက်နဲ့လိုက်ပြစ်ကြပေမဲ့ Jerry ကိုထိသွားမှစိုးရိမ်ပြီးခေါင်းဆောင်ဖြစ်သူကဆက်ပြီးမပြစ်ဖို့တားပါတယ်။သူတို့တွေစကားများနေကြတဲ့အချိန်ငှက်ကြီးကဖင်ထဲကဥဒင်နဲ့ပြစ်ပြီးတိုက်ခိုက်ပါတယ်။ဒီတော့ခေါင်းဆောင်ဖြစ်သူကလည်းအနားကိုသွားလိုက်ပြီးလေးစားတနက်နဲ့ပစ်ချလိုက်ပါတယ်။ဒီလိုနဲ့ခေါင်းဆောင်ဖြစ်သူကပြုတ်ကျသွားတဲ့ Jerry တို့ကိုလိုက်ဖမ်းပေမဲ့အရှိန်လွန်ပြီးကြောက်တုံနဲ့ဆောင်းမိသွားပါတယ်။ကျန်တဲ့ဂျိုရာနှစ်ကောင်ကလည်းလိုက်ဖမ်းကြပေမဲ့အချင်းချင်းတိုက်မိသွားပြီးလွင့်ထွက်သွားပါတယ်။ကြောက်ဆောင်ကနေလိတ်ကျလာတဲ့ Jerry ကိုစားဖို့အတွက်ဂျိုရာငှက်ကပါးစားဟပြီးအတင်းဆောင်နေပါတယ်။ဒါပေမဲ့ဇောင်းတစ်ခုနဲ့တိုက်မိသွားပြီးခုန်ထက်သွားတဲ့အတွက်နှစ်ယောက်လုံးကအန်ရကင်းကင်းနဲ့ပဲစီးတော့ရင်ပေါ်ကိုရိုမန်တစ်ဆက်ဆံကြသွားပါတယ်။ဒီတော့ Jerry ကလည်းဂျိုရာမလေးစီကတမတ်ရသွားပြီးအနမ်းလေးကိုပါရလိုက်ပါတယ်။ဒီလိုနဲ့ဂျိုရာတွေက The Great Guru လို့ထင်မှတ်နေတဲ့ Jerry ကိုနန်းတော်စီကိုခေါ်ဆောင်သွားပါတယ်။နန်းတော်ထဲရောက်တဲ့အခါမှာတော့အမတ်ကြီးကလည်းဟော်ကဲထဲမှာပါတဲ့နတ်ဖျားအားသူတို့စီကိုရောက်လာပြီးမလို့ဘရင်ကြီးကိုဆင့်ခေါ်လိုက်ပါတယ်။တမာရီတိတ်ကပြီးဆုံးလုံးနဲ့ဘရင်ကြီးကလည်းအိန္ဒြေရရပဲလှေကားပေါ်ကနေဒလိတ်ကောက်ဝေးကြလာပါတယ်။ဘရင်ကြီးကြားလာတဲ့အချိန်ကဘလောက်ထိတောင်ကြားလဲဆိုရင်စောင်းနေတဲ့လူတွေကချစ်ကြိုက်လက်ထက်ခလေးမွေးပြီးသွားတော့မှပဲပလင်ပေါ်ကိုရောက်လာပါတယ်။ဒီလိုနဲ့ဘရင်ကြီးကလည်း Great Guru ဟုတ်မဟုတ်ဆိုတာတေချာစစ်ဆေးပြီးတေချာပြီးဆိုတော့မှတတိုင်းတစ်ပြည်လုံးကိုအကြောင်းကြားပြီးလက်ကုပ်အော်ဘာတွေနဲ့အတူ Jerry ကိုအားပေးချီးမြှောက်ကြပါတယ်။သူတို့စီကစားကောင်းတောင်းဝဲတွေနဲ့အတူတဲခင်းအိတ်ခံပေမဲ့ Jerry တို့ကတော့မဖွဲမရတာဖြစ်နေပါတယ်။တွန်ကလည်းကြောက်ပြားအောင်ကနေအတဲအတန်ရုံးကန်ပြီးထွက်လာတဲ့နောက်မှာတော့ကြောက်တုံတရုံးပေါ်မှာထိုင်နေရှေ့ဆက်ဘာလို့ရမလဲဆိုတာတွေးတောနေပါတယ်။အဲ့ဒီအချိန်မှာပဲမနီးမနာတနေရာကနေရောင်စုံမီးတွေနဲ့အတူစူညံတန်တွေကိုပါကြားလိုက်ရပြီးအတန်လာရစီကိုတွက်ကြည့်ပါတယ်။တကယ်တော့နတ်ဖျားပေါ်လာလို့အောင်ပွဲခံနေတဲ့ဂျိုရာတွေရဲ့တိုင်းပြည်ပဲဖြစ်နေပါတယ်။တွန်ကလည်းသူ့အတွက်ပစ္စည်းညောက်တောက်လေးဖြစ်နေတဲ့မြို့တွေကိုဝင်လာလိုက်ပြီးနန်းတော်တကားဝါးကနေဂျယ်ရီကိုလှမ်းမြင်လိုက်ရပါတယ်။ဒီတော့ဂျယ်ရီကိုဖမ်းဖို့အတွက်နန်းတော်တွေကိုလက်ထိုးထည့်လိုက်တဲ့အခါမှာတော့ဂျိုရာမလီကတုံရဲ့လက်ကိုခရင်နဲ့ထိုးဆိုင်လိုက်ပါတယ်။တွန်ကလည်းအတိနာသွားတာကြောင့်အနောက်ကိုဆုပ်လိုက်ပြီးတိုင်မီတဲ့အဆောက်အုံတွေအကုန်လုံးကပြိုကျပျက်စီးကုန်ပါတယ်။မတင်မှတ်ပဲဖျက်ဆီးလိုက်မိပေမဲ့ဂျိုရာတွေကတော့တွန်မကောင်းဆိုးဝါးလို့တတ်မှတ်ပြီးတိုက်ခိုက်ကြပါတယ်။ဒီလိုနဲ့တွန်ဖမ်းမိသွားပြီးချော်ရည်တွေကရေဘွဲကိုကျွေးပြီးရစ်ပူစော်ဖို့အတွက်ပြင်ဆင်နေကြပါတယ်။အဲ့ဒီအချိန်မှာပဲတိတ်ပံ့ပညာရှင်လူလိုဘာလူလိုဂျိုရာတစ်ကောင်ကရောက်လာပြီးတက်ခွဲစမ်းသပ်ချက်အရဂျယ်ရီက The Great Guru မဟုတ်ဘူးဆိုတာပြောပါ
ပါတယ်ဂျယ်ရီရောတွန်ရောကကဘာမီကတက်ရှိမျိုးစိတ်တစ်ခုဖြစ်ကြောင်းပြောလိုက်လေတော့အကုန်လုံးကအထိတ်တလန့်တွေဖြစ်ကုန်ကြပါတယ်ဂျိုရာတွေကလည်းဂျယ်ရီကိုပါဖမ်းမိုးလုပ်ကြပြီးမတော်တဆခလုတ်ကိုနှိပ်မိသွားတဲ့အတွက်တွန်ကလည်းချော်ရည်တဲ့ကိုပြုတ်ချတော့မှာဖြစ်ပါတယ်ဒါပေမဲ့ဂျယ်ရီကျေးဇူးကြောင့်ပဲချော်ရည်တဲ့ကိုမကြပဲအသက်ဘေးရလွတ်သွားပါတယ်ဒီလိုနဲ့ဂျိုရာမလေးကပဲနှစ်ယောက်လုံးကဲထုတ်ပြီးနောက်မှာတော့တွန်နဲ့ဂျယ်ရီကပြန်လည်တင်ပြတ်သွားကြပြီးဂျိုရာမလေးကိုလည်းကျေးဇူးတွေတင်နေကြပါတယ်ဂျိုရာဘင်းကလည်းတွန်နဲ့ဂျယ်ရီကိုကဘာမီကနေလွှတ်လိုက်တဲ့စပိုင်တွေလို့ထင်သွားကြပြီးကဘာမီပေါ်ကိုပြန်ကျူးကျော်ကြဖို့အတွက်ပကံများပြန်တွေနဲ့တိုက်ခိုက်ဖို့ပြင်ဆင်နေကြပါတယ်တွန်နဲ့ဂျယ်ရီနဲ့အတူဂျိုရာမလေးကလည်းပကံများပြန်တစ်စီးကိုခိုးယူဖို့လုပ်ပြီးမြဲဂျိုရာတွေအားမြင်သွားပြီးတိုက်ခိုက်ဖို့လုပ်ပါတယ်ဒါပေမဲ့ခလုတ်တစ်ခုကိုမတော်တဆထိမိသွားပြီးတနက်တလက်နဲ့မြင်းနှများအကုန်အလိုလျောက်ပစ်ချနေပါတယ်ပကံများပြန်တချို့နဲ့ဂျိုရာတချို့ကိုပါဖျက်ဆီးမိလိုက်တဲ့အတွက်ဂျိုရာတွေကလည်းလေစာတနက်တွေနဲ့ပြန်ပစ်ကြပါတယ်တွန်နဲ့ဂျယ်ရီကလည်းတွေးကြရခလုတ်တွေရှောင်းနှိပ်လိုက်ပြီးမမောင်းတက်မောင်းတက်နဲ့ပဲပြေးထွက်လာကြပါတယ်ပကံများပြန်တွေအပြင်ကမှဆေးရုပ်ကြီးနဲ့ပါကျူးကျော်ဖို့အတွက်ပြင်ဆင်နေကြပါတယ်ဒါပေမဲ့ဆေးရုပ်ကအားမရှိတဲ့အတွက်ကာသွန်းဆက်ဆံဘယ်ကနေဘလို့ရောက်လာမှမသိတဲ့ကားကနေအားသွင်းနေပါတယ်ဂျိုရာတွေကတော့ကဘာမြေပေါ်ကျူးကျော်တိုက်ခိုက်ဖို့အတွက်ပကံများပြန်တွေနဲ့အတူအစုလိုက်အပြုံလိုက်လာနေကြပြီဖြစ်ပါတယ်ဘတ်စနယ်ဘစ်ကလည်းလေးလာရေးခရီးစဉ်ကနေကဘာမြေပေါ်ကိုအနီရကကင်းနဲ့ပဲပြန်လဲဆင်းသက်လာနိုင်ကြပြီဖြစ်ပါတယ်ဂျယ်ရီတို့ကလည်းအုတ်ကခဲတွေကြားထဲကနေဖျက်လာနေရတာမလို့တတိလင့်နေတဲ့ဂျိုရာမလေးကိုအာကိုတကြီးနှိုးနေပါတယ်ဂျိုရာမလေးကလည်းနိုးလာပြီးနောက်မှာတော့အုတ်ကခဲတွေကိုအသားရရှောင်ရှားပြီးမောင်းလာပါတယ်အုတ်ကခဲတွေရှင်းလင်းသွားတဲ့နေရာကိုအရောက်မှာတော့ဆက်ကချွတ်ရင်သွားပြီးကဘာမြေပေါ်ကျူးကျော်ကြတော့မဲ့ဂျိုရာရင်တွေကိုလည်းမြင်လိုက်ရပါတယ်ဒါအပြင်မှာစရုပ်ကြီးကလည်းအစင်တင်းပြင်းနေပြီးမလို့စတင်ထွက်ခွာလာနေပြီဖြစ်ပါတယ်ကဘာမြေပေါ်မှာတော့ဘတ်စနယ်ဘစ်ကသူတို့တွားခဲ့တဲ့ခီးစဉ်တွေအကြောင်းကိုသတင်းစာရှင်းလင်းပွဲလုပ်နေပါတယ်မားချိုးပေါ်မှာဘာတရှိအရာမှရှိမနေကြောင်းပြောနေတဲ့အချိန်မှာပဲဂျိုရာတွေကစင်နာကိုရောက်နေကြပြီဖြစ်ပါတယ်သတင်းနောက်တွေကလည်းဂျိုရာတွေကိုမြင်သွားကြတာမလို့အလန့်တကြားပြေးကုန်ကြပြီဖြစ်ပါတယ်ဘစ်ကတော့ဂျိုရာတွေကပီစီနှောက်တောက်လေးတွေတာဖြစ်တာမလို့ကြောက်ဖို့မကောင်းကြောင်းလှောင်ရည်ပြောဆိုနေတဲ့အချိန်မှာပဲလီစာတနက်နဲ့ပြစ်ခတ်လိုက်ရပြီးပြဖြစ်သွားပါတယ်ဂျိုရာတွေကမြင်နှမြလူတွေကိုတနက်နဲ့လိုက်ပြစ်နေကြပြီးထင်တိုင်းကျဲနေကြပါတယ်ကဘာမြေပေါ်မှာဂျိုရာတွေတိုက်ခိုက်နေကြပြီဆိုတာတီးလိုက်ပြီဖြစ်တဲ့ဂျယ်ရီတို့ကလည်းပကံများပြန်အောင်ပြင်ပြီးအမြန်ဆုံးခီးနဲ့ပကံလုံးစီးပြီးလိုက်လာကြပါတယ်ဂျယ်ရီတို့ကလည်းလေကြီးလေးဂျယ်ရီပြောနေတဲ့ဂျိုရာအဖွဲ့ကိုတိုက်ခိုက်တဲ့အချိန်မှာတော့ဂျိုရာတွေကဟန်ချက်ပြတ်သွားပြီးတပ်ပြန်ဆုံးကြပါတယ်ဂျယ်ရီတို့နဲ့အတူပါလာတဲ့ဂျိုရာမလီကိုဘရီစတာအပြစ်တွေပြောနေပေမဲ့ဂျိုရာမလီကတနက်တလက်ကိုထုတ်လိုက်ပြီးပြမုတ်ဖြစ်သွားတဲ့လူတွေကိုငကိုတိုင်းပြန်ဖြစ်အောင်လုပ်ပေးလိုက်ပါတယ်ဒီတော့မှလူတွေကလည်းဂျိုရာမလီကိုအမြင်နေကြည့်သွားပြီးအပြစ်တွေမပြောကြတော့ပဲရင်းရင်းနှီးနှီးဆက်ဆက်နေကြတဲ့အချိန်စရုပ်ကြီးကရောက်ချလာပါတယ်စရုပ်ကြီးကဖုံဆုပ်ဆက်စီကိုထုတ်လိုက်ပြီးမြင်နှမြလူတွေအကုန်လုံးအာပါတွေကဆုပ်ထည့်လိုက်ပါတယ်ဂျယ်ရီတို့ကလည်းပကံများပြန်ကိုစီးပြီးတိုက်ခိုက်ကြပေမဲ့ပကံများပြန်ကိုပါဖုံဆုပ်ဆက်တဲ့ဆုပ်ထည့်လိုက်ပါတယ်ဂျယ်ရီတို့ကလည်းနေအိမ်ရှိရစီကိုပြန်အောင်လာပေမဲ့စရုပ်ကြီးကတော့အတဲအတန်ကိုလိုက်ဆုံနေပါတယ်အဲ့ဒီအချိန်မှာဂျယ်ရီကအကြံတစ်ခုရသွားပြီးစပိုက်စီကအယိုးကိုလူပြေးသွားပါတယ်အယိုးကိုစရုပ်ရဲ့ခေါင်းနဲ့ပြစ်ထည့်လိုက်တဲ့အခါမှာတော့စပိုက်ကလည်းအယိုးကိုပြန်ယူဖို့အတွက်အတဲအတန်ပြေးသွားပါတယ်စရုပ်ကြီးကဘလို့ပဲလို့စပိုက်ကိုမတားဆီးနိုင်ပဲအယိုးကိုမရရအောင်ယူမယ်ဆိုတဲ့စပိုက်ကတော့ခြေထောက်ကနေဖောက်ပြီးစရုပ်ကြီးကိုထိန်းချုပ်မနိုင်တော့အောင်ဖျက်ဆီးလိုက်ပါတယ်အယိုးကိုကိုက်ပြီးအမီတနန်းနဲ့အောင်ပွဲခံပြီးထွက်လာပြီးမဲ့စရုပ်ကြီးရဲ့လက်ကကျလာပြီးစားရကန်ဒီဆဲဆဲဖြစ်နေတဲ့အယိုးကလည်းပျက်စီးသွားပါတယ်ဒီလိုနဲ့ကဘာမျိုးကယ်တင်လိုက်တဲ့တွန်နဲ့ဂျယ်ရီကိုအားပေးကြပြီးစုချီမြင့်မှုအတွက်အိမ်မြူတော်လူတွေကလည်းရောက်လာပြီးအခမ်းအနားလုပ်ပေးဖို့စီစဉ်နေကြပါတယ်စပိုက်ကလည်းသူတမိုးထားတဲ့အယိုးတစ်ချောင်းကိုဆုံရှုံလိုက်ရပြီမလို့စရုပ်ကြီးကိုထိန်းချုပ်ပြီးပထွေးမုံမုံနေတဲ့တကောက်သားနှစ်ကောင်ကိုဖုံဆုပ်ဆက်ကြီးနဲ့လိုက်ဆုပ်ပါတော့တယ်ဂျိုရာမလီကတော့ဂျယ်ရီကိုပဲကယ်ထုတ်သွားပြီးမိန်းမသားဆက်ဆံချေဆိုပြီးနမ်းပါတယ်ဘတ်စနယ်ဘစ်ကတော့အာကာသရင်မှုဘဝကနေတန့်ရှင်ရေးဓမ္မတွေဖြစ်သွားတာကြောင့်သူ့ပြေးကိုပြေးပုံချနေရင်နှပန်းတက်နေကြပါတယ်တွန်ကတော့စပိုက်လိုက်တာကိုခံနေရတဲ့အတွက်အသေးအတန်ပြေးနေရင်တွန်ဂျယ်ရီ Blast of the Mars ကဒီမှာပဲစက်သိမ်းထားပါတယ်အဆုံးလေးကြည့်ပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူတင်ပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာထပ်တွေ့ကြတာပေါ့အားလုံးပဲဘိုင်